ချစ်သူအောင်မင်းခန့်ရဲ့မွေးနေ့ပွဲကိုမမေ့နိုင်ပဲဆူတောင်းပေးခဲ့တဲ့မိတ်ကပ်ခင်ဆောင်ဝင်တစ်ချိန်ကအရန်ချစ်ရတဲ့ချစ်သူတွေဖြစ်ခဲ့တယ်ဆိုပြီးထင်ကြေးပေးခံရတာကတရုတ်ဆောင်အောင်မင်းခန့်နဲ့မိတ်ကပ်ပညာရှင်ခင်ဆောင်ဝင်တို့ပါအခုဆိုခင်ဆောင်ဝင်ကသူမရဲ့ Facebook မိုင်းဒီမှာတစ်ချိန်ကသူမနဲ့အောင်မင်းခန့်တို့နှစ်ကိုယ်တူမွေးနေ့ပွဲလေးအတူတူကျင်းပခဲ့မှုတဲ့အမတ်တရပုံတွေကိုအင်တာနက်ပေါ်မှာမျှဝေလာတာဖြစ်ပါတယ်ဒါကြောင့်လေလူတွေကမာကြီးဆန်းကိုတနာကြတာပါအခုချိန်မှာတော့တရုတ်ဆောင်အောင်မင်းခန့်ဟာအိမ်ထောင်ကြကချစ်စရာကောင်းတဲ့သမီးလေးအော်ရာကိုရရှိထားတာဖြစ်ပါတယ်။အောင်မင်းခန့်ဟာအမေရိကန်နိုင်ငံမှာနေထိုင်နေသူ့ရဲ့ဖန်ကယ်လေး Grace 2နဲ့လက်ထပ်ခဲ့တာဖြစ်ကသမီးလေးနဲ့အတူတာယာတဲ့မိသားစုပေါ်အားလေးကိုရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုဆိုအောင်မင်းခန့်တို့မိသားစုလေးဟာမြန်မာနိုင်ငံကိုပြန်ရောက်နေပြီဖြစ်ကအောင်မင်းခန့်ရဲ့မွေးနေ့မှာတော့ရွှေတကုံစီရီတော်ကြီးမှာမိသားစုအတူတူဖျားဖူးရင်တာယာပျော်ရွှင်နေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာမာကြီးဆန်းကအရင်တုန်းကဓာတ်ပုံနဲ့ဆူတောင်းပေးလိုက်တာကြောင့်လူတွေကတော့တစ်ချိန်ကအောင်မင်းခန့်နဲ့မာကြီးဆန်းတို့ချစ်ကြိုက်ခဲ့ကြတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာပါတချို့ကတော့အောင်မင်းခန့်ကမိသားစုနဲ့တာယာနေချိန်မာကြီးဆန်းကဒီလိုအထိတ်ကိုမဖော်သင့်ပါဘူးလို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်